အင်းရှိမှာကော်ဖီလေးတောက်နေရပါစင်ရောက်လာလို့ပါလဲလို့ကြည့်လိုက်တာဈေးထဲမှာမှာထားလို့ဆိုတော့ကိုကောင်းဆက်ပိုင်းပတ်စံရမ်းပေါ်နေမိမပန်းစီတို့ကိတ်မုံလို့ဆိုရင်ရမ်းမျိုးတက်တာကိုသိရတာနဲ့ anniversary cake ကိုကိတ်မုံကြီးဝယ်ပြီးရအောင်လဲစားရတာပေါ့ကျေးဇူးတင်ပါတယ်လို့ဘသူကမြောက်ပေးလိုက်တာလည်းမသိဘူးချစ်စရာလေးဒီတနေ့အတွင်းမှာ baby ဆိုးရာကိုပေါ်နိုင်ချင်တာအများကြီးတိခံပေးပြီးတော့လိုချင်တာတက်နိုင်ဆုံးဖြည့်ဆည်းပေးခဲ့ရတယ်ကျေးဇူးတင်ပါတယ်နောက်နှစ်တည်းအများကြီးဖိုးဖွားကြီးဖြစ်တဲ့အထိမင်္ဂလာတက်တန်းတစ်နှစ်ပြည့်ကနေပြီးတော့နောက်10နှစ်တရားအထိအများကြီးအခုလိုမျိုးပဲကျူးဆိုင်ပေးနိုင်ပါစေကိမုတ်ကတော့ကိုပြန်လာမှတူစားတော့မယ်ချစ်စရာလေးကျမတယောက်တည်းဒီကိမုတ်ကြီးကိုဘယ်လိုလုပ်စားမှာတော့ရေကတတားထည့်ပြီးတော့စောင်းနေမယ်အကိုကြီး Happy anniversary ပါကိုရမ်းရှိတယ်